ကွေးမင်းမှုမှာတော်တော်ကိုဆူဆူဝါသဲမုံတိုင်းဖြစ်နေတာကိုလူမျိုးလေနဲ့သဲနေနဲ့ရောနေတာကြတယ်မှာဟိုမှာအဲ့မှာကြည့်ဦးမမလုံးဝကုန်းတုံနေရပဲဘာဆိုဘာမှမမြင်ရတော့အကုန်လုံးမှလမ်းပြန်ပြီးတော့အဲ့လိုအမကြီးမှုဝါလို့အဲ့ဒါဘုံစုံလေးတို့ဒီကန်နာနဘေးပေါ့ဒီမှာကျုပ်ဓာတ်ဆိုကိုဘက်ကန်းဆိုရင်ရေကိုမမြင်ရတော့တာဟိုမှာရေတွေလည်းတစ်ချက်ရှုကြောက်စရာကြီးကမွေးတယ်လည်းမသိဘူးနော်လူတွေလည်းမသိဘူးဘာမှကိုမမြင်ရတာဟိုးပဲချင်းကဘာမှကိုမမြင်ရတော့အဲ့မှာဒါဆိုအဲ့ဒါဆိုရင်အရင်တော့ဆိုရင်အဲ့မှာတောင်တန်းကြီးတွေတို့ဘာတို့နော်မစစ်စင်းရတယ်မတော်မတရားကြီးတိုက်နေတာဟာလေးတွေရောသဲတွေရောနော်အခုခိုင်းတာဟိုမှာသဲတွေရောအမှတွေ့လားသဲမုံသဲစားတယ်တော်တော်ထူးဆန်းနေပါတယ်ခင်ဗျာဒါကျွန်တော်တို့မတွေ့ဘူးတဲ့အရာဝတ္ထုကြီးပါကောင်းတယ်မှာဘာကြီးမှမသိပါဘူးခင်ဗျာကောင်းတယ်မှာဘာကြီးမှမသိပါဘူး